Hello အားလုံးပဲမင်္ဂလာပါဒီနေ့ vlog လေးကတော့ကဲကိုချင်းမိုင်ကိုသွားထားတဲ့ vlog လေးအကြောင်းပေါ့နော်ဘန်ကောက်ကလဲစရာလေးတိတ်မရှိတော့ကဲကိုကတိတ်ပြီးသဘောမကျဘူးအဲ့တော့ချင်းမိုင်အောင်လည်းမရောက်ဖြစ်တာနဲ့ချင်းမိုင်သွားဖို့စီစဉ်လိုက်တယ်ကဲကိုကဒီချင်းမိုင်ကိုရထားနဲ့သွားဖို့စဉ်းစားပါတယ်အဲ့တော့တွဲကိုအေးရှာကနေပြီးတော့ရထားလက်မှတ်ဝယ်ခဲ့ပါတယ်ရထားလက်မှတ်ကအိတ်စင်နဲ့ပေါ့နော်အဲ့လိုသွားမှာ73နာရီကြာမှာဆိုတော့ဒီရထားမှာအိတ်စင်ပါတာလေးရင်းနဲ့လက်မှတ်ဝယ်ခဲ့2ယောက်ဆိုတော့2500ဘတ်လောက်တော့ကုန်ပါတယ်လေရင်နဲ့သွားထက်စားရင်တော့နည်းနည်းတော့ပိုတက်တာပါတယ်အခုတော့မြင်ရတဲ့အတိုင်းရထားမှာ toilet လေးပါတယ်ဒီလိုမျိုးလက်ဆေးစရာမျက်နှာသစရာလေးလည်းပါတဲ့အတွက်အဆင်ပြေလို့ကဲကိုတော့ထင်တယ်ပေါ့နော်တခုပါပဲရထားနဲ့ခီးထွက်ရင်တော့ကြောဖို့အိတ်လေးနဲ့တော့လာစီခြင်းတယ်ကဲကိုတော့ luggage ကြီးသွားတော့ luggage ရှိုးဒီမှာထားရတယ်ပေါ့နော်ပြီးတော့ဘိုက်စားလို့ရှိရင်စားစရာတောက်စရာတွေလည်းမာလို့ရပါတယ်ရထားနဲ့ဆိုတော့သူတို့စားစရာတောက်စရာ order မှာတဲ့အချိန်တွင်းမှာပဲ order ပြီးတော့မြန်စားပေးရင်တော့ပိုကောင်းပါတယ်စားစရာအရသာဘယ်လိုကောင်းလဲဆိုတော့တိတ်တော့မကောင်းပါဘူးစီတော့များပါတယ်အဲ့တော့ဒါကတော့သူတို့အချိန်မှန်ပေါ့နော် train officer တွေကလာပြီးတော့အိတ်စင်လေးပြောင်းပေးတာပါခဲကိုကတော့အပေါ်အိတ်စင်ကိုယူလိုက်ပါတယ်အပေါ်အိတ်စင်ဆိုတော့ဘေးနားမှာလေကားလေးနဲ့တက်စရာတော့အဆင်ပြေပါတယ်နည်းနည်းအသက်ကြီးရင်တော့အောက်ကအိတ်စင်ကိုယူတင်ပါတယ်ကဲကွာတော့ဒါ make up တွေဖြတ်ပြီးတော့ skin care လုပ်အောင်ပါဆိုတော့တခါတည်းယူလာတဲ့ပစ္စည်းလေးနဲ့မျက်နှာသဲတော့တိုက်အကုန်လုံးအဆင်ပြေပါတယ်ပေါ့နော်အားလေးသွင်းစရာလေးရှိတယ်ကဲ73နာရီလောက်စီးသွားပြီးတော့ချင်းမှန်ရောက်ပါပြီရောက်တော့မရောက်သေးဘူးရောက်ခန့်နေလေးပေါ့နော်ရောက်ခန့်နေလို့ဆိုတော့ခဲကွာပြင်စရာရှိရပြင်စင်နေတခါတည်း make up ပြင်အကုန်လုံးအဲ့လိုမျိုးဝတ်စားလဲပြီးတော့တခါတည်းသွားလဲရင်အဆင်ပြေအောင်လို့ကုန်ပြင်စင်မှာရထားပေါ်မှာပဲရထားစီရတဲ့တွေ့ကြုံဘလို့လဲဆိုတော့အဆင်ပြေပါတယ်အပေါ်မှာအိပ်ရတာတော့နည်းနည်းတော့အဆင်မပြေဘူးเนาะအရန်အေးတယ်အရန်လဲတညလုံးလဲမီးရေဖွင့်ထားတယ်အရန်လဲအဲကွန်ကအေးတယ်ဒါကတော့မြင်ရတဲ့ view လေးပါအရန်မိုက်ပါတယ်ရောက်ပါပြီခမညာရောက်ပါပြီဆိုပေမဲ့လည်းဒီ luggage ကြီးနဲ့တော်လေးအဆင်မပြေရပါဒါကတော့အချင်းမိုင်ဘူတာပေါ့နော်ပြီးတော့ရောက်တန်တဲ့ကေကိုတော့တခါတည်းတမ်းပြီးတော့ဟိုတယ်ကိုသွားပါတယ်ဒါတော့မြင်ရတဲ့အတိုင်းဟိုတယ်မှာပါဟိုတယ်ရှိမှာပေါ့နော် Zack Residence အဲ့ကိုရောက်တာမနက်9:00နာရီလောက်ဆိုတော့နားလို့မရသေးဘူးပေါ့နော်နားလို့မရသေးရတဲ့အိတ်တွေထားခဲ့ပြီးတော့တခါတည်းပြင်ထွက်လာတယ်ဒါကတော့ Warrot Market လို့ခေါ်တယ်မနက် market morning market လို့ခေါ်တာပဲဒါပေမဲ့တော်တော်လေးတိတ်တောင်မဖွင့်ကြသေးပါဘူးကဲကိုရောက်တာအရင်စောတယ်ခုမြင်ရတဲ့အတိုင်းပဲဒီမှာဒီလို handmade အင်ဂျီလေးချီသားကောင်းဝင်လေးဆိုင်လေးတော်လေးလာပါတယ်ကဲကွာဝင်ပြီးတော့ချီသားကောင်းဝင်ထဲကောက်ဆွလိုက်ပါတယ်ပြီးတော့မြင်ရတဲ့အတိုင်းပဲသူတို့ရဲ့ culture တွေသူတို့ရဲ့ဒီ traditional handmade ဒီ souvenir တွေကိုရောင်းတဲ့ဆိုင်လေးပါအရင်လှပြီးရောအရင်လိုချင်စရာလေးပါပဲဒါပေမဲ့လည်းဈေးတွေကတော့250 300တချို့ဆိုရင်800 900 1000ထက်ပေါင်ရှိရပေါ့နော်ဒါကတော့ဈေးတွေပတ်လျှောက်ခဲ့ပါတယ် morning market သွားပြီးတော့စားချင်တာတွေစားကြည့်ချင်တာတွေရှောက်ကြည့်ဝယ်ချင်တာတွေဝယ်ပြီးတော့ပြန်လာမယ်ပေါ့နော်ဒါပေမဲ့လည်းသွားရင်လာရင်လည်းအိမ်မှာအောက်မှာအဲ့လိုသူတို့ market ရဲ့စားသောက်ဆိုင်လေးတွေ့တော့ဝင်ပြီးတော့သစားပါတယ်စားတကြင်းနဲ့ဘာစားမှမသိရနဲ့နှစ်ယောက်လုံးအမှထိုင်းမုံဟင်ကားလို့ပြောတာပဲတွေ့ခဲ့တော့ဘဲသွေးလားချက်သွေးခဲလားမသိဘူးတော့လေးလည်းထည့်ပြီးရဲ့အရွက်တွေလည်းပါတယ်ဆိုတော့စားကောင်းပါအချင်းဆက်လေးနဲ့စားလဲစားပြီးရနဲ့တခါရဲပေါ့နော်ဆက်ပြီးတော့ coffee ဆိုင်လေးသွားပါတယ် coffee ဆိုင်ကတော့ cup cafe လို့ခေါ်တယ်တော်တော်လေးအပြင်စင်လေးရလှရဲဆိုပေမဲ့လည်းအဲ့လိုမျိုးကင်မရာပါတယ်နဲ့ Instagram မှာပဲတော့တိတ်တော့မဖြစ်ဘူးပေါ့နော်ဖုန်းနဲ့ရိုက်လို့ရှိရင်တော့အရင်လှရဲပုံစံမျိုးမပါဘူးဒါပေမဲ့အဝင်ပေါက်လေးကတော့တော်တော်လေးရောလှပါတယ်အဲ့လိုပန်းလေးနဲ့ဆင်ထားရဆိုသူရဲ့ထူးခြားချက်လေးကတော့ဒီဘေးမှာအကုန်လုံးလိုရေလေးကြာနေပြီးတော့ရွှေငါးတွေဒီအပြင်စင်လေးရတယ်တောအုပ်ထီထဲမှာလိုမျိုးစိတ်အေးပြီးတော့အရင်လေးမိုက်ပါတယ်စားတောက်တရားလည်းရောင်းတာရဆူရှီတို့ Japanese foodies ရောင်းတာပါ overall အတွက်တော့စားတောက်လည်းမဆိုးဘူးလို့ပြောရပါမယ်အ
ရင်တော့ Instagram မှာပဲမဖြစ်ဘူးပေါ့နော်တပုံရရင်အရင်တော့မလှပြင်မဲ့လေဒီလို forest fight လေးတော့ရတယ်အဲ့တော့ကေကိုတို့ပြီးတာနဲ့ပြန်လာပြီးတော့2နာရီလောက်ထိုးရတယ်ပေါ့နော်ထိုးရတော့ပြန်လာပြီးတော့ hotel check in ဝင်ပြီးတော့ထားစရာရှိရဲ့ပစ္စည်းထားပါတယ်ဟိုတယ်ကလည်းအရင်ဈေးမကြီးရငါပါတယ်ကေကိုတော့ရှောက်သွားချင်တာဆိုတော့ညလည်းတိတ်မနေချင်တာနဲ့2ရက်မှ9,000ကျော်လောက်ပဲကုန်တယ်ဟိုတယ်ကလည်းအဲ့တော့ပစ္စည်းထားပြီးတော့ဆက်ပြီးတော့ပြင်သွားပါတယ်ဘယ်သွားလဲဆိုတော့အဲ့မှာ Central Festival ဆိုပြီးတော့ချင်းမိုင်မှာအကြီးဆုံး shopping mall ပေါ့နော်အဲ့မှာဝင်ချင်းနဲ့တော်တော်လေးလှတဲ့ဆိုင်လေးရှိရဲ့ဂျပန်နာမည်လေးဂျပန်စလုံးလေးနဲ့ခါထာနာလာမသိဘူးအဲ့ဒီမှာတော်တော်လေးလို့ကိုရီးယားဆက်ဆံဝတ်စုံလေးနဲ့ဈေးလေးတွေကလည်း300ကျော်400ကျော်အဲ့လောက်ပဲတော်တော်လေးစင်ပြေရဲ့နောက်ထပ်ဒီချင်းမိုင်ကနေပြောဒီ festival ဒီ shopping mall တွေမှာရှိရလေးတွေအကုန်လုံးချစ်စရာလေးဝယ်ချင်စရာလေးလို့ရှင်စရာလေးပေါ့နော်နောက်ထပ်ကတော့ the volcano လို့ခေါ်တယ်ကဲကိုထင်တာပေါ့နော်သူကချင်းမိုင်မှာပဲရှိမယ်ထင်တယ်တော်လေးစားကောင်းတယ်ပေါင်မုံရယ်ရင်ကြီးရယ် cheese ရယ်ပါသူ cheese တွေအရင်များလို့လေဒီလိုကင်စားလိုက်တာနဲ့လုံးဝ cheese တွေကအဲ့လိုဆွဲပြီးတော့ပါလာတော်တော်ကောင်းတယ်ပြီးတော့ဟိုရှောက်သွားပေါ့နော်ပြီးတာနဲ့အမေနဲ့သူဟိုက်တီလာဟော့ပေါ်ဝင်စားပါတယ်ဟိုက်တီလာကတော့ဒီရဲ့အတိုင်းမှာပဲစင်ကာပူမှာရောဒီထိုင်းမှာရောရှိပြီးတော့အသားတွေကလည်းလက်ဆက်ပြီးတော့လုံးဝစီချွမ်းရတာကြိုက်တဲ့သူတွေအတွက်သွားတဲ့ဟော့ပေါ်ဆိုင်လေးပါနည်းနည်းလေးတော့ pricey ဖြစ်ပါတယ်သူကကဲကိုတို့တစားတော့ကတော့sale ချနေရပါတော့2ယောက်မှ999ဘတ်အဲ့ဆိုတော့အဆင်ပြေပါတယ်အဲ့မဲ့ကိုပို့ပြီးတော့စားခြင်းတဲ့ဟာတွေဆိုတော့မှားလို့ရပါသေးရဲ့အသားတွေထပ်ပြီးတော့လေပြီးတော့အောက်ဆုံးထပ်ကိုဆင်းလိုက်တာနဲ့ဒီလိုမျိုးလုံးဝအဲ့လိုမုံနေဖူကော်တွေအများကြီးရှိပါသေးရဲ့ထိုင်းကဒူရီယန်နေအရင်ကြိုက်တာနဲ့ဒူရင်ဒီလည်းဝယ်စားခဲ့ပါတယ်ဈေးတော့နည်းနည်းများတယ်ဒါပေမဲ့တော်တော်လေးလည်းစားကောင်းတယ်ဒါကတော့ Central Festival အပြင်ထွက်ရင်မြင်ရတဲ့ view လေးပေါ့နော်ကဲတနေ့ကိုရှောက်လေပြီးသွားပြီဆိုတော့6ယောက်တည်းလည်းညောင်းလာဆိုပြီးတော့ spa နဲ့ massage ပေါ့နော် sabai thai လာဘယ်လိုခေါ်ရလဲတော့မသိအဲ့ကိုလာခဲ့ပါတယ်အကုန်လုံးကတော့တော်တော်လေး traditional sandal လိုမျိုးသူတို့ကစပြီးဝင်လာနဲ့အေးလေးတိုက်ပါတယ်ဟိုချိုလေးနဲ့ဘယ်လိုလေးတော့မသိအကုန်တောက်တာကိုကတော့အဲ့မှာခဏနားပါတယ်စပါလောက်ပံပဲပေါ့နော်အကုန်လုံးဈေးတွေပါတယ်ကဘယ်လောက်ရှိလဲဆိုတော့1000 promotion တွေရှိရဲတနိုင်ဘယ်လိုနှိမ့်မလဲဆိုတော့လည်းပုံမသိရဲပေါ့နော်ပြီးတော့တက်သွားလိုက်ရင်သူကဒီလိုတတိလေးပေါ့နော်အဲ့လိုမျိုးအပေါ်ထက်မှာအဲ့လိုခန်းလေးတတိလေးနဲ့ဆိုပေမဲ့လည်းလုံးဝအဲ့လိုမျိုး traditional vibe ဆန်တယ်လို့ထင်တယ်ခေကိုအဲ့လိုပုံစံလေးပို့သဘောကျမို့လို့ဒီနေရာကိုလာခဲ့ပါတယ်စပြီးတော့နေပါပြီကေကိုတော့2နာရီပေါ့နော်2နာရီ oil massage ဘတ်တယောက်ကို1400လောက်ကုန်ခဲ့ပါတယ် massage နေပြီးပါနဲ့ဒီလိုမျိုးလေးဂျင်းဖြော်ရည်လားမသိဘူးအဲဂျင်းတော်တော်ရောတောက်ကောင်းတယ်အဲ့ဒါလေးလည်းတိုက်တယ်ပြီးတော့အသီးလေးလည်းကျွေးပါတယ်အဲ့ဒီတော့ဒါကတော့အကုန်ကျွေးသမျှကိုစားအကုန်တောက်နေတဲ့ကေကိုပါအဲ့တော့ဒီနေ့ချစ်မိုင် day 1 vlog လေးကတော့ပြီးဆုံးသွားပါပြီနောက်ထပ် vlog တွေလည်းအများကြီးတင်အောင်မလို့ like and subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်